အေးပါတည်းငါစိတ်တောက်ချင်လို့ဘာမှလည်းမရှိဘူးဘာမရှိလားမနေ့ကနေစေးကန်းသွားတာဆေးတွေပေးလိုက်တယ်ဆိုဆေးရရှိတယ်ဒါပေမဲ့ဆေးအောင်ကအစားစားပြီးမှဆေးတောက်ရမယ်အစားမစားရင်လည်းအစာရင်ဖြစ်မယ်ဆေးမတောက်ရင်လည်းဖျားမချဘူးတဲ့နေရရှုပ်ကဲပြောဘာလို့ပြရမလဲခုချိန်ကန်နေရလဲပိတ်နေဘာမှလည်းစားကြဒါလေးတော့ရှိတယ်ဒါလေးတော့ပြုတ်ပေးပါနော်ပြတ်တယ်မငါလည်းငငူတော့ဘာလို့လာကြည့်ပြီလူပါငါကိုယ်ရရန်ပုံနေလို့ပါကဲငါတော့ပြုတ်ပြီးမယ်နေတို့မရှောက်မပြောနဲ့နော်အာမချောင်းမကြားလားအေးပါကျေးဇူးတင်ပါရခေါက်ဆွဲပြုံးနိုင်ခွေးနေပါလားလို့ဝင်လာခုတော့ကွက်တီပါပဲလားကာတာဆက်ချတစ်အောင်မင်းကိုဘာကြီးလုပ်နေလဲသိလားဟုတ်ကဲ့သိပါတယ်ရက်စစ်မီးဖို့သုံးမိပါတယ်အေးပြက်စစ်ပစ္စည်းကိုအချိန်မတော်နီးလက်မှန်အသုံးပြုတာတပြစ်ညအချိန်မတော်အစားထစားတာတပြစ်မင်းလုပ်တဲ့ပြစ်တွေမှာတပုံကြီးမင်းကမင်းသိလားဟုတ်ကဲ့သိပါတယ်အေးဘယ်ပြန်မင်းကတော့လာတဲ့ဖို့တင်တွင်ရဲ့စေတာသစ္စာတရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာတို့လူငယ်မျိုးဆက်တင်များရဲ့ဒီသက်ကိုတာဝန်ကြည်စီမေလေးသက်ရှင်လေးသက်ကိုလက်စင်ကံရဲ့တမိုင်းရဲ့မွေဆောင်းရှောင်းတင်းတင်းစစ်တပ်မှာတိုက်တွန်းချက်နဲ့တားမြစ်ချက်ဒူးအန်တို့နှစ်မျိုးပဲရှိတယ်လောက်ပါဆိုတဲ့ကိစ္စကိုကြေပြွန်အောင်မြင်အောင်လုပ်တိတိကျကျလုပ်စေတနာထားပြီးလုပ်မလုပ်ရဘူးဆိုတာကိုလုံးဝမလုပ်နဲ့အတိအကျပဲအမိတ်မနာခံမှုဟာတက်မတော်သားတယောက်အတွက်အ
ရုပ်ဆိုးအကြီးတန်းဆုံးပြစ်မှုပဲအေးပြီးတော့စစ်သားဆိုတာလေအချစ်အနေနဲ့အချိန်ခါကိုသိရတယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စံနာတွေကိုအတိတရားနဲ့ထိန်းချုပ်နိုင်ရတယ်မင်းလို့သာဘိုက်စာတိုင်းအချိန်မတော်စီကံဖောက်အစားခိုးစားရင်ရှေ့ထဲမှာအစာငတ်ခံပြီးတော့စစ်တိုင်နေတဲ့စစ်သားတွေကိုမလေးသားရကြမှာပေါ့အေးအဲ့အသိတရားကိုမင်းရဲ့စစ်သားဘွားတစ်ချောင်းခေါင်းထဲမှာမြဲနေအောင်ထည့်ထားလိုက်ကြောက်တာလို့မကြောတဲ့စိတ်တကြံခိုင်နေစင်လာမျိုးဆက်သွေးတွေမို့ဒါဝအမြဲတည်နိုင်ငံအတွက်ဆူဆိုရဲတဲ့မမြတ်တဲ့ပိစချင်တဲ့အမှန်တရားပဲမှာထာဝရသစ္စာတည်နေဒီကိုဘာရက်လုံရတယ်ဟိုမှာသူများဘရိတ်ဖတ်စားနေကြတယ်ကာသာဆက်ချအေးမင်းကငါမှတ်ထားလိုက်ပြီနော်မင်းတန်းစီနောက်ကြလို့အောက်ခံနေတာမှတ်ကြားနေရလဲပန်းလေးနှစ်ပွင့်ကိုကပ်ပြီးချီထားတာပဲဘယ်လိုစိတ်ကူးနဲ့များလှုပ်ထားလဲမသိဘူးနော်ထူးဆန်းလိုက်တာအဲ့ဒါဝေးကွာပြီးအထီးကျန်ဖော်မဲနေတဲ့ပန်းလေးတွေကိုစာနာပြီးတော့ကိုညီပြီးချီပေးထားတာလေတကယ်ကြီးလားနင်ကဘယ်လိုလုပ်သိရလဲအဲ့အမျိုးတွေလှုပ်တတ်တာဆိုလို့ငါမှတယောက်ပဲရှိတယ်။ तू ကအဲ့အမျိုးတွေကိုငယ်လေးတဲ့စိတ်ကူးခြင်းပြီးလှုပ်တတ်တာလေ။ငါနဲ့ငါမမနဲ့က
ငါအဖေနဲ့မေကွာရှင်းပြီးတဲ့ဝေးခဲ့ကြတာအခုချိန်ဒီပြန်မတွေ့ကြတော့ဆိုပါတော့ဟဲ့ငါအန်အောလိုက်တာဟဲ့နင်ပြောပုံအရဆိုရင်ဒီเจ้าထဲမှာနင့်မမရှိနေရပေါ့ဟုတ်လားခုအချိန်နေရတော့သူဘာတူလဲသူဘာမှလဲဆိုတာငါမသိရသေးပေမဲ့ငါနဲ့ငါမမနဲ့ကဟိုးရင်လုံးမဝေးတော့ဘူးဆိုတာငါစဉ်းစားလိုက်တိုင်းငါရင်ထဲမှာပျော်မိရဲ့စစ်စစ်ကျောက်စရိတ်ရွာကားလမ်းဘေးမှာနေရှိနေတဲ့ဟာငါတို့ဘာလို့တိုက်လို့မရသေးတာလဲသူတို့ရောကပြည်သူစစ်တွေကရစစ်စစ်ကြက်တယ်နားတော့ကတ်ဖို့မလွယ်ဘူးဒါလည်းနေပြည်တော်စစ်ကြောင်းအားကိုးနေမို့လို့ပါပြအဲ့စစ်ကြောင်းကအများနဲ့ရှိနေမှာမဟုတ်တာမင်းတို့တွေအဲ့စစ်ကြောင်းမရှိရဲ့ချိန်တရင်ရနေအဲ့ရွာဝင်တိုက်ပါပြီးရလားအဲ့ဒီလိုလှုပ်သူတို့ပြည်သူစစ်တွေအတွက်ငါတို့ကတော့ကြားတယ်လေအဲ့ရွာပြည်သူစစ်ကိုခေါင်းဆောင်လုပ်နေတာစစ်သားလူတွေများသိန်းဆိုတဲ့ဒီကောင်ကတက်ကရတဲ့ပင်စင်လာစာနဲ့အသက်ရှင်ရှင်မနေချင်ဘူးနဲ့တူတယ်အဲ့ရွာကိုဥဆောင်နေတာများသိန်းဆိုတဲ့ကောင်များသိန်းမရှိရင်အဲ့ရွာခေါင်းမရှိရဲ့ကိုဖြစ်သွားဒီကပါဒါဆိုညာတဲ့ရင်ကိုငါတို့အရင်ဝင်တိုက်ကြမယ်လေငါပြောရလဲအဲ့ဒါပဲညာသိရင်ကကားလမ်းဘေးနေရှိနေတာဆိုတော့တစ်ဖွဲ့ကကားလမ်းကိုဖြတ်ပြီးအရှိအယောင်ပြပြီးတိုက်နောက်တစ်ဖွဲ့ကလေကွင်းကိုဖြတ်ပြီးတော့အိမ်နောက်ဘက်ကဝင်တိုက်တိမ်လုံးမသားပေါ်ဘူးငါတို့ရဲ့တပတ်ခါညဝင်တိုက်မယ်ရရတဲ့တင်းလေးရဒီကောင်လေးရောချောင်းနေနေရရှိပြီဆရာကြီးအပြည့်ရဆရာကျော်ကဲမောင်းနေလည်းလင်းကြချတာပဲဘာမှဖြစ်တော့ပါဘူးတိုက်ပွဲဖြစ်တာနဲ့ဘုံဘွားလည်း3နိုင်တွေရောက်လာမယ်လို့ပြောထားတာပဲလေကျွန်တော်ကတခြားနေရာတွေစိတ်ချတယ်ကျွန်တော်စိတ်မချဆရာကြီးအိမ်မယ်ဒီနေရာရှင်းအောင်တော့ပွင့်နေတာအိမ်မှာလည်းတားနေရဆိုရင်တော့ဘောင်းအိမ်က3အောင်ရှိတယ်3အောင်ပေါင်းလောင်းကြော်ပေါ့ကွာဟိုတိုက်ပွဲဖြစ်တဲ့အခါကျမှပဲလိုအပ်ရင်တရားတွေကဖုန်းနဲ့ဆက်သွယ်ကြတာပေါ့ဟုတ်ကဲ့ဆရာတော့ကျွန်တော်သွားတော့မယ်ဆရာဆရာကျော်နိုင်တော့ပွဲကနေနိုင်တော့ပြရလေခွင်းထဲမှာဒီကောင်ကြီးရမယ်ဆိုတော့ရှိနောက်ဆက်နေလေခွင်းထဲကိုဖိုးတင်းနဲ့ပြေးမယ်ဆရာကြီးအရှိကိုလည်းကူးဆိုင်ပါဒီကောင်လေး10ရောက်တော့ပြည့်ပြည့်သွားတယ်တာရှိမရှိကြရတာအဲ့ဝလာနော်ဘုရားတဲ့တော်တော် view ဆိုင်ကြအောင်နော်သူကလေကြီးကတဲ့ကိုကြည့်ဖြစ်ပေမယ်ဘုရားကေဘာဒုက္ခဟဲ့
တို့ဖွဲ့ရွာနာကက်နေပြီအားလမ်းဘက်ကနေပတ်ဝင်ခဲ့မယ်အချင်းမမောက်ကိုကြည့်ထားပြီဟေးရုံးကရသူတွေအများကြီးကျလာနေပြီဖြစ်တာရတော့ဖြစ်ပြီးသွားပြီပေါ့ဗျာခဏတို့သားမီနောင်ရေးဘလို့စီမံမယ်ဘလို့လုံခြုံအောင်စီမံပေးရမလဲဆိုတော့သိချင်လို့ဟောဒီကစစ်ကြောင်းမူကြီးလာတော့ခေါ်မေးရတာပါပဲဆရာကြီးမြတ်သိန်းတို့တားဖတ်တော့လေစိတ်မကောင်းပါဘူးဗျာဒါပေမဲ့လည်းစစ်သားမိသားစုတွေပြည်ပြီးရန်သူကိုအညံ့မခံမဲနဲ့တတိရှိရှိပြန်တက်ရဲတာကိုတော့ဒီဝါမှုကြီးနဲ့တိုင်းမှုကြီးရပါချီးကျူးနေကြပါတယ်လူကြီးတွေကတော့ခမရတို့ဒီမှာဆက်ပြီးတော့မနေသေးချင်တော့ KIA ဆိုတဲ့ကောင်တွေကဒီမှာနေပြီးမှမဟုတ်ဘူးတဲ့နေကန်းကောင်တွေနဲ့ပေါင်းပြီးထပ်လုပ်ကြမှာကိုစိုးရိမ်နေကြတာဟုတ်ကဲ့ပါလူကြီးတွေရဲ့ဆွေနော်ကျွန်မသိပါဒါမှလည်းယောက်ျားနဲ့တောင်းငယ်လေးဆုံးတော့တဲ့ဒီနေရာကြီးကိုစုံမကြတာကျွန်မအားမရှိဖြစ်နေရဒါလည်းဒါပေါ့ဗျာတီးသူတွေကဘာမှမသိတော့တဲ့အချိန်မှာရှင်သူတွေကကိုယ်သက်ဆက်ရှင်အောင်လုပ်ဖို့အခွင့်အရေးရှိပါတယ်ဗျကဲဒီလေးမင်းရောဘလို့သဘောရလဲအမေအတွက်ရောဘလို့စီမံခြင်းလဲမောင်ရဲ့မင်းတို့အသက်ရှင်မှုကပိုအရေးကြီးတယ်ကွာဘာမှနောက်ဆန်တင်းမနေနဲ့ဘာကြီးတို့အားလုံးဝိုင်းကူညီမယ်ဟုတ်ပြီလားကျွန်တော်လည်းအမေကိုထပ်ပြီးမခံစားစေချင်တော့ဘူးဗျာအမေစိတ်လျှော့လိုက်ပါတော့နော်အမေနာမှာဒါအမြဲတမ်းဆောင်ရှောက်နေမှာပါအမေရဲ့ဒါတို့ပြင်မနာပြန်အောင်နော်မေနော်အမေဘဝဆိုတာတဲ့အမေသားရဲ့အနာဂတ်ကပိုပြီးအရေးကြီးပါတယ်စစ်ကြောင်းနဲ့ရောလို့ရှိရင်ကျမတို့တာမီဘဝရရှိအစားတိဖြစ်တဲ့ပြင်မနာကိုပဲပြန်မမယ်အစိပ်ပြည့်တယ်လို့သာစီစဉ်ပေးကြပါလို့ရှင်ကောင်းပါလေဗျာကောင်းပါလေ
ခမရတို့တစ်ခုခုထပ်ဖြစ်ရင်သွားလေသူကိုမြသိန်းကြီးအတွက်ကျုံမျက်နှာမပြမွန်းတယ်လို့ဖြစ်နေပါမယ်ဗျကြံငင်းမဲ့အိမ်လဲခြံလေးကိုခမရတို့မသွားခင်ရောင်းချနိုင်အောင်ကျုပ်တို့ဝိုင်းဝန်းစီမံပေးပါမယ်ရှိရနော်မင်းနော်ငါပြောပြမယ်ဟာငါဒီမှာနော်ဖုန်း3လလုံးနေမှာဒီတစ်ခါလေးပြောရဖို့အရေးကိုနော်ဖုန်းကအလုံး90ပဲရှိရတိလားငါလူတွေအများကြီးနဲ့ဝိုင်းပြီးတော့လူလာရတာနော်ငါမှနင့်ကိုဖုန်းပြောဖို့အတွက်အဲ့လောက်တော့မှစူးစမ်းထားရတာနေရောငါမရှိတဲ့တွေ့မှာဘာတွေလုပ်နေလဲနေမပြောနဲ့အောင်ငါပဲပြောမယ်ငါပြောရပဲနားထောင်နော်ငါတို့ဒီမှာဘလောက်ပင်ပန်းလဲဆိုတာနင်မသိဘူးတိလားဒီထဲမှာနော်မလေးချင်းကနေလည်းလောက်ရတယ်ငါမှဖုန်းတော်မှာနင်နဲ့ပြောဖို့ခိုးယူသွားတာငါခွဲခံလိုက်ရတယ်နင်နော်နင်တို့ငါဘလောက်စူးစမ်းထားလဲနင်နော်ရှိုးရှက်တွေလုံမယ်မစူးစမ်းနဲ့နော်ငါနင့်ကိုစောင့်ကြည့်ဖို့လူလွတ်ထားမှာနော်ကြားလားတတိထားလိုက်တာအဖေရဲ့အဖေနေရောကောင်းရလားဟိုအေးလို့ရှိရင်ရောအဖေ6လေးကြိုက်နေသေးရဲ့လားဟိုပြီးတော့အဖေစားရတောက်ရောအဆင်ပြေရဲ့လားသမီးရဲ့ဖြည်းဖြည်းမေးပါဖေဖေကလည်းသမီးလေးကိုရမ်းတတိရနေနော်ဖေဖေနေလည်းကောင်းတယ်ဖေဖေ6လည်းနေရာကြဖြစ်နေပြီဟာသမီးငိုနေရလားငါသမီးတော့လုံးပြီကွာသမီးကစသားဖြစ်နေပြီလေမငိုရဘူးနော်ငိုနေတော့ဟုတ်ကဲ့ပါဖေဒါဖေနဲ့ခုလိုမျိုးတစ်ခါမှမခွဲဘူးတော့ခုလိုဆက်သွယ်ပြန်ရလို့ဒါအရင်ပြောလို့ငိုမိတာပါဖေရဲ့အဖေဘာလို့တန်တိတ်သွားတာလဲဖေရဲ့ဒါမငိုတော့ဘူးနော်ဖေပြီးတော့ဒါတင်ထဲမှာစစ်သားကောင်းတယောက်ဖြစ်အောင်ဒါစူးစမ်းမယ်တော့ဒါကတိပေးပါရဲ့ဖေရဲ့တော့သမီးဖေယုံပါလေသမီးကိုဖေတရင်တခုပြောစရာရှိတယ်လူလောကရဲ့ဖြစ်ပြီးပြတ်တတ်တဲ့သဘောတရားသမီးနှလုံးသွင်းပြီးတေချာလေးနားထောင်နော်ဘာများလဲဖေရဲ့ဒါရှင်နေထိတ်လိုက်တာသမီးရဲဝင်အောင်ဖေညာသိနေသမီးတင်ငယ်ချင်းဆွမ်းထက်အောင်ကံဘလူကမှာကေလက်ချက်နဲ့ချဆုံးသူ့ဖေကပြည်သူစစ်ခေါင်းဆောင်ဆိုတော့ရန်ရှာခံရတာပေါ့လေဘေးအဲ့ဒါဆိုကိုကြီးရဲ့ဝင်အောင်နဲ့ကြီးမိုးတော့ရင်သူတို့နှစ်ယောက်ကတော့လွတ်သွားတယ်အခုပြင်လာဘက်မှာခြေချနေကြတယ်ဒါဆိုတပီးဘွားတွေကနေနောက်တဲ့နှစ်ယောက်ထပ်သွားပြန်ပြီပေါ့နော်သူတို့ဘယ်တော့မှတမတွေ့ရတော့ဘူးနော်ဘေးသမီးစိတ်မကောင်းဖြစ်မှာဖေဖေသိတယ်ဒါပေမဲ့သမီးတိတက်နေတယ်လို့ဖေဖေပြောပြတာဖေဖေလည်းသမီးနဲ့ထပ်တူခံစားရပါတယ်ဘိုးသူစားနဲ့ရုံအောင်လို့ဆိုပူခံစားရမှာပေါ့သူဆိုပူဆူပါတယ်အဲ့တော့သမီးအချိန်ရရင်ရုံအောင်စီဖုန်းဆက်ပြီးတော့အားပေးလိုက်အောင်နော်ဖေဖေဖုန်းနံပါတ်တစ်ခုပေးမယ်သမီးသိချင်မှာတာနော်တောင်ပြန်လာ
မေပြင်မနေပြီလားမေသားပြန်ရောက်နေပြီပဲမေသားရောက်မိပါအောင်နားပါအောင်ရပါတယ်သားကြီးရေအမေရတာလေအသားကိုပင်မနေပြီလားလို့မေးရမှာသားကြီးခင်ဗျာလေတက္ကသိုလ်စက်မတက်ဖ ೇನೆ အမေပြီးမှအဖော်ပြုတ်ပြီးနေပေးနေရရှာအမေသားကိုတနာလိုက်တာသားရဲ့အမေကလည်းအမေကိုအနီးကပ်ဆောင်ရှောက်ပေးရမယ်တောင်းဝင်သားမှရှိရလေအဖေနဲ့ညီလေးဒီလောကကြီးကနေမထင်မှပဲထွက်ခွာသွားလို့ခံစားနေရတဲ့အမေတို့သားအမေပေးနာမှာတစ်သက်လုံးရှိနေပြီမှာနော်ဒီခေတ်တီကအဲ့လိုနေရာမျိုးမှာမထင်မှပဲကြုံတွေ့ရတယ်လောကရဲ့အကြောင်းတရားပေါ်သားရဲ့လင်းနဲ့သားဆုံးရှုံးသွားလို့အမေတော့ကဖြစ်နေတာတစ်ပိုင်းပေါ်သားရဲ့ဟာတိုင်းသားလေကိုဘွားတူတက်ရတူတက်ကြလမ်းစာကိုရှာပါသားရဲ့နော်သားလက်တလောကတော့တားကျင်ဘတ်တရားတင်ရတဲ့အနာမကျက်သေးဘူးမေဘဝတိုးတက်ဖို့ဆိုတာတဲ့အဲ့ဒီတရားတွေဘယ်လိုကုစားရမလဲဆိုတာပဲဒါစဉ်းစားနေမိတယ်ဒါရဲ့အမေတို့ဘာမှနောက်ဆံတင်စရာမလိုတော့ဘူးလေဒါရဲ့အခုလိုအေးချမ်းတဲ့နေရာမှာဒါရဲ့အဖိုးဖွားတွေထားခဲ့တဲ့ဟော်ရီနေစရာအိမ်လေးလည်းရှိတယ်တားဖေရဲ့ပင်စင်လည်းရှိတယ်ပြီးတော့အမေအခုဈေးရောက်နေတဲ့နေ့စဉ်ဝင်ငွေလေးလည်းရနေတာပဲတားရဲ့တားလေကိုဘွားတိုးတက်ဖို့အတွက်တေချာစဉ်းစားပြီးရွေးချယ်ပါတားရဲ့နော်တားနော်ဟိုဝိုင်းနေပြီနော်အကျော်လေးရပါပြီဗျမေဟိုဝိုင်းပြီးပြီနော်အားမရှိဘူးနော်ဟုတ်တားဘာလို့ပြအောင်လဲရပြီရပြီဟယ်လိုဟယ်လိုကိုကြီးလားကိုကြီးတားတက်ပါဟာညီမလေးသင်တန်းတက်နေရဆိုအခုဘယ်ရဆက်နေရလဲအစင်ရောပြေရလားဟုတ်တားအဆင်ပြေပါတယ်ကိုကြီးရဲ့ဟိုတင်တန်းကဖုန်းပေးပြောတဲ့အချိန်ကိုစောင့်ပြီးတော့ကိုကြီးစီကိုဆက်လိုက်တာကိုကြီးရောအဆင်ပြေရလားယင်ဟိုတားဖေးစီကနေတည်င်းတွေကြားပြီးပါပြီအချိန်တစ်ခုအသားကြဖို့အတွက်အချိန်တစ်ခုတော့လိုတာပေါ့ညီမလေးကိုကြီးဘေးနားမှာမေရှိနေသေးတာလေအရာရာကိုရင်ဆိုင်ဖို့တော့ခွန်အားတစ်ခုလိုပဲကိုကြီးစိတ်မပူနဲ့နော်ညီမလေးကတင်တန်းတက်နေတာဆိုတော့တင်တန်းမှာအဆင်ပြေအောင်နေပြီးတော့ညီမလေးရင်ဘတ်တွေကခံယူချက်အတိုင်းကိုလိုချင်တဲ့ရည်မှန်းချက်ပန်းတယ်ကိုရအောင်သွားဘယ်တော့မှအရှုံးမပေးနဲ့ဟုတ်ပြီလားဟုတ်ကဲ့ပါကိုကြီးညီမလေးကိုကြီးကိုလေဘယ်နေရာရောက်အခုလို3တရားနဲ့ဖုန်းဆက်တဲ့အတွက်တကယ်ဝမ်းသာတယ်နော်နောက်ပြီးတော့ညီမလေးဖုန်းဆက်လို့ရတဲ့အချိန်နဲ့လည်းကိုကြီးကိုဖုန်းဆက်နော်မေ့မထားရဘူးနော်အင်းမကိုကြီးရတယ်ဟိုတားဆက်လို့ရတဲ့အချိန်ကျရင်ဆက်မယ်နော်ဟိုအခုတော့ဒါပဲနော်ကိုကြီးပြတတ်တာတော့နပွဲနဲ့ကော်ဖီခါရပါတော့တိုင်းနော်အမေတော့နပွဲနဲ့ကော်ဖီနဲ့ခွက်တယ်ဘာတွေပါမှာလဲဘာလို့တက်ထဲဝင်ရမှာလဲတားကြီးရယ်တားကိုရက်ွက်ရောခေါ်ပြောလို့လားဒါမှမဟုတ်တားမဲပေါက်တာလားမိဘနဲ့အတူနေပြီးတော့လောက်ကင်ကျွေးမွေးပြုစုနေတဲ့တူတဲ့သောသားဆိုလို့ရှိရင်မခေါ်သေးလို့အမေကြားတယ်တားရဲ့အမေပြောရတယ်တခုမှမဟုတ်ဘူးအမေရဲ့တားကိုလည်းစီးရင်ပေးလိုက်ဘာလို့စီးရင်ပေးလိုက်ရလဲတားကြီးရဲ့အမေမလင်ရောတားဆုံးရှုံးထားရတာမကြသေးဘူးလေတားရဲ့ဟုတ်ပါတယ်မေရဲ့ဒါမဲ့လေအခုခေါ်တဲ့ပြည်သူစစ်မှုထမ်းဆိုတာနိုင်ငံတိုင်းလိုလိုမှာရှိကြတာလေအမေရဲ့အမေသားတက်ထဲဝင်မယ်ဆိုတာလာမဲ့ပင်ကိုပြေးတွေ့တာတက်ထဲဝင်မှုတော့
ရှောင်ကြတိန်ကြထွက်ပြေးကြတယ်ရုပ်ပေါက်လုံးပါတယ်မိရဲ့ပြီးတော့သားဘလူသားလေစစ်သားတယောက်ကသားလေမိရဲ့တက်သေးမဝင်မဲနေတော့မှမိသားစုကာကွယ်ဖို့တော့စစ်တိုက်ခဲ့သေးတာပဲမိရဲ့အခုလိုချိန်မှာတိုင်းပြည်ကသားတို့လူငယ်တွေအောက်လိုအပ်နေတာမိရဲ့သားတို့တိုင်းပြည်တို့သားအလုပ်လုပ်မှယောက်ျားပိသားမှာမိရဲ့အဲ့ဒါကြောင့်သူများတွေလာခေါ်တော့သားမစောင့်တော့တာအမေမငါသားကြီးတယောက်တည်းကြံတော့လို့ဆိုရင်ပြီးပြောမိတာပါသားရဲ့တတိကြောင့်ရှောင်ပြေးနေမယ်စားခက်တင်းနေမယ်ရင်ခေါ်ထားလိုက်တော့မယ်မိရဲ့နှစ်ဆိုတဲ့အချိန်ကလည်းတိတ်မကြပါဘူးမိရဲ့အဖေလိုမျိုးတက်ထဲမှာနှစ်30လောက်လုပ်ခဲ့တဲ့သူတော်မှာနောက်ဆုံးတည်တဲ့အချိန်ဒီစစ်သားဘဝကိုချစ်ခဲ့တာပဲလေမိပြီးတော့ခင်သစ္စာလိုမင်းကလေးတော်မှာတက်ထဲရောက်နေပြီမိရဲ့စဉ်းစားပေါ်သားရဲ့အမေရတော့လေငါသားဘာပဲလုပ်လို့အားဖေးနေမယ်အမေပါဘယ်လိုကိုကြီးကပြည်သူစစ်မှုတဲ့အမတ်စင်တက်ကိုတက်မလို့ဟုတ်လားဟိုကြီးမို့အောင်ဘာမှမပြောဘူးလားအမေကတော့ဘယ်စိတ်ချမလဲညီမလေးရဲ့ဒါပေမဲ့ကိုကြီးတို့စစ်သားသမီးတွေမဟုတ်ဘူးလားတက်မတော်လဲဝင်မအောင်ဘယ်မိဘထားမှာလဲပြီးတော့အခုချိန်မှာတိုင်းပြည်ကကိုကြီးတို့လူငယ်တွေကိုလိုအပ်နေတာလေကိုကြီးတို့ကလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့ကူညီပေးရမှာပေါ့ညီမလေးရဲ့ညီမလေးတော့မှတတိရှိရှိနဲ့တက်မတော်လဲဝင်ခဲ့သေးတာပဲဟုတ်ဘူးလားဟုတ်တယ်နော်ကိုကြီးရဲ့ဆုံးဖြတ်ချက်ကိုလေတားရန်လေးစားပါပြီသီလားညီမလေးကကိုကြီးကိုလေးစားရုံပဲလားတခြားရောဘာရှိသေးလဲကိုကြီးကလည်းတခြားဘာရှိရအောင်မလဲအင်းမအခုချိန်မှာဘာခံစားချက်မရှိသေးဘူးဆိုနေထားပါတော့ဒါမဲ့လေညီမလေးရဲ့နေမှာခံစားချက်တွေရှိလာတဲ့ချိန်ကြလို့ရှင်တော့ကိုကြီးကိုအသိပေးရမယ်နော်ဟာဟိုကိုကြီးကလည်းဘာပြောနေမှလည်းမသိဘူးဟိုတင်နေရအောင်ဒါ queue ဆိုင်ဟုတ်ပြီလားဒါပဲနော်စစ်သားတယောက်ရဲ့သားစစ်သားလုပ်ဖို့ဆုံးဖြတ်တာအမေကျင်တတ်တဲ့သားဖေတို့တန်းစီတိုင်းသစ္စာဆိုသလိုပေါ့အခုလဲကြာဆုံးသွားတဲ့သားဖေရဲ့သစ္စာငါသားစောင့်သိတယ်လို့ပဲအမေရှုံးပါတယ်ဖေဖေနဲ့ညီလေးလဲတက်မလုံးကနေကျင်းနေမှာပါမေတေးရဘောကြောင့်လည်းဒါဟုတ်အဖေလုံးဝမမြင်ချင်ဘူးဆိုတာဒါသိတယ်မေဒါနဲ့တိုင်းတားဖေနဲ့တားရဲ့ညီတွေလက်စားချီဖို့ဆိုတဲ့စိတ်နဲ့တားရတတ်သေးဝင်လာလားဟမ်လက်သေးစိတ်လို့လက်ထိတ်နာတယ်မှာတတိရှိရဲ့စစ်သားကောင်းတယောက်ဖြစ်တာလေမေတားရဲ့အဖြစ်ရောအမေကျင်တတ်ပါတယ်တားရဲ့တားလက်ကိုဆွဲပြီးအမေလိုက်မပို့နိုင်မယ်မယ်တားတက်သေးကိုရောက်လာမယ့်အချိန်မှာတော့တပြေပန်းကမ်းပြီးလာကုံပြုတ်နိုင်အောင်အမေစူးစမ်းမယ်တားဟုတ်ပြီလားဟုတ်ကဲ့အဲ့ဆိုတော့ရမယ်နော်မေFriday အောင်မလင်း online တီကို My Telephone မှာဖြင့် *117# ကိုခေါ်ဆိုပြီးကန်ဆယ်နိုင်သည့်အပြင် online ငွေပေးချေမှုပေါင်းများစွာဖြင့်လည်း OAU ကန်ဆယ်နိုင်ပါပြီ။ Friday online တီနဲ့အတူ
လားငယ် Handsome ပျော်ရွှင်တကုံ fresh lemon sparkling Santiago Nelo Tambota Amantia Meno Do Atapama Do Lunge Muse Dimyaye Tawo Tizi Me Ne Listen Get the my way Okay, da ba ma thap Dom yoza Naga twa Now the chain ain't down me Gaba bitwa Kaine no Bayai le See the moon on my pool. Do it all the same. Lane. ကျေပြောမင်းတို့ပါလေငါနဲ့ဘာကိစ္စစင်းရှင်းတာရှိသေးရလဲဘောင်ချစုပ်စရာတော့အများကြီးရှိတယ်ဒါပေမဲ့မင်းနဲ့တော့မဟုတ်မင်းနဲ့ငါတို့နဲ့ကြားမှာအားလုံးအေးဆေးဖြစ်သွားတယ်ဒါဆိုမင်းတို့ကောင်နဲ့ဒီဘယ်လိုရောက်လာလဲဒီနေရာနဲ့မင်းတို့နဲ့ဘာမှမဆိုင်အောင်ထင်တယ်နော်နိုင်ငံတော်ကြီးကိုချစ်လို့တက်မတော်ကြီးကိုအင်အားဖြည့်ဖို့အချုပ်ချအာဏာဘာညာကာကွယ်ဖို့အဲ့ဒါကြီးတခုမှမဟုတ်ငါကောင်ရင်နေပါအဲ့ဒါတွေမပြောလဲငါတို့တက်ထဲဝင်လို့ရတယ်မဟုတ်ဘူးလားမင်းဘာသိချင်မင်းတို့ရွေချက်ကောင်းကောင်းနဲ့ရောက်လာလဲကောင်းတာပေါ့ကွာငါတို့ကစစ်သားဖြစ်ချင်တာတက်တက်ပဲရှင်းအောင်ပြောရရင်ချချင်တာတိုက်ချင်တာမိုက်ချင်တာရွေချက်မတူရင်တော့ငါတို့ပြောတဲ့စကားတွေကိုစကစ်လိုက်ငါတို့ကကိုမျိုးကိုစွန့်လာခဲ့ရတာကွာဟိုကောင်တွေကတနက်ရပြီးရှောက်ရမ်းနေတာတဲပေါက်လို့ငါတို့ဒီရောက်လာဟုတ်တယ်နေချုပ်ရရင်အဲ့ဒါပဲမင်းဖေနဲ့မင်းကြီးတေဝါလည်းငါတို့ကြားတယ်မင်းဖေပြောင်းနေမှမသိတာတခုပဲအခုလို့ပြန်တွေ့တော့ဝမ်းတာတယ်ဒါပဲအေးပါကွာမင်းတို့ညာသားတွေဘယ်လောက်မိုက်လဲကြည့်ကြသေးတာပေါ့မင်းတို့ဒီကျောင်းတော်ကနေပြီးတော့လက်ရုံးရင်နှလုံးရင်ပြေးသွားတဲ့သင်ခန်းစာများကိုပို့ချသင်ကြားသွားမှာဖြစ်တယ်။မင်းတို့စစ်တီတော်ကောင်းတယောက်ဖြစ်ဖို့အတွက်ဒီကျောင်းတော်ကနေသင်ခန်းစာတွေကိုသင်ကြားပို့ချသွားမှာဖြစ်တယ်။မင်းတို့ကနိုင်ငံတော်ရဲ့လိုအပ်ချက်အရပထမဆုံးတာဝန်ထမ်းဆောင်ခွင့်ရတဲ့ပြည်သူစစ်မှုထမ်းစစ်တီတွေဖြစ်တယ်။မင်းတို့ရဲ့စစ်မှုထမ်းကာလအင်မတန်တိုတောင်းပါတယ်။နှစ်နှစ်ဆိုတဲ့အချိန်ကာလတစ်ခုဟာလူ့ဘဝတက်တန်းနဲ့နှိုင်းယှဉ်ပြန်မှတ်မိဖို့တော့ခက်ခဲတဲ့အချိန်ကာလတစ်ခုဖြစ်တယ်။မင်းတို့တာဝန်ထမ်းဆောင်ကြတဲ့နှစ်နှစ်တာကာလအတွင်းမှာတပ်မတော်သားတယောက်ဖြစ်ယုံကြည်မှုအပြည့်နဲ့ရှိနေဖို့လိုတယ်။ဒါကြောင့်စစ်တီတော်ကျင့်ဝတ်မှာပါတဲ့ကျင့်ဝတ်60ကို
တင်ကြားရှင်းလင်းသွားမှာဖြစ်တယ်စစ်သားဆိုတာဘလောက်ပဲအချိန်တူတောင်းပါစေတခါစစ်သားဖြစ်ဘူးတဲ့ဆိုရင်ထာဝရစစ်သားဖြစ်ရင်ထဲမှာခံယူထားကြရမယ်အခုတင်ကြားပို့ချပေးမဲ့ကျင့်ဝင်60ကိုမင်းတို့တသက်တာတိဆွဲဆွဲမြဲမြဲကျင့်ကြံသွားမယ်ဆိုရင်တော့ဘဝတိုးတက်မှုအတွက်အထောက်အကူရရှိနေမှာဖြစ်တယ်ဘုံကြီးယဟန်တန်ဃာတွေအတွက်ဝင်းကြီးနဲ့အညီကျင့်ကြံနေထိုင်ပါမှကြီးညိုပဲကောင်းတဲ့တာသနာအာဇာနည်တွေဖြစ်လာမှာဖြစ်တယ်စစ်သားတယောက်အတွက်လည်းစစ်တီတော်ကျင့်ဝင်များနဲ့အညီလိုက်နာနေထိုင်ပါမှနိုင်ငံတော်အတွက်အဖိုးတန်စစ်တီတော်များဖြစ်လာသလိုပြည်သူလူထုကလည်းယုံကြည်ကိုးစားတဲ့တမတော်သားကောင်းများဖြစ်လာမှာဧကမလွဲဖြစ်တယ်နိုင်ငံခြားပြောတော့ကြားပြီလား နှစ်ပတ်ပဲရှိပါသေးတယ်ဆရာကြီးကာကာပန့်ကိုတရင်ပို့ပေးရတဲ့ကျွန်တော်တက်ပြောင်းကိစ္စတွေကိုလုပ်ဖို့အတွက်တက်ရင်ကိုပြန်လာခဲ့တာပါဘိုးကြီးကတက်ပြောင်းတော့ပါလားတက်ရင်ရောက်တော့သိမကြသေးဘူးနော်ဟုတ်ပါတယ်ဒလိဆန်စီကူနဲ့ပတ်သက်တဲ့ဒီပလိုမာတစ်ခုကိုထပ်ပြီးရလိုက်တော့သူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုကိုပြောင်းရတယ်လေပြောင်းရရဆိုရင်မလည်းဗျာဒီဝန်တင်တက်ရင်နေရှိတဲ့နေရာကိုတော့ကျွန်တော်လှည့်ပတ်ပြီးသွားလာနေရအောင်ပါ။အော်ဒါနဲ့တိတ်အောင်ဘယ်ရောက်သွားလဲဆရာကြီး။ तू ဘာမေဂျာရလဲဗျ။ သမီးကတက်တဲ့ဝန်ဆောင်ကြီးဘိုးကြီးကွန်ပျူတာဒီပလိုမာမျိုးသမီးတက်ချက်ကြီးစီးတင်တဲ့။ဟုတ်တကယ်လားဗျ။အော်ဘုံကောင်းလိုက်တာဗျာ။ तू ရထား ML ဆိုလို့ရှိရင်တခြား institute တစ်ခုခုတက်ဖြစ်မယ်လို့ကျွန်တော်ထင်ထားတာဗျ။ သမီးရဲ့ရွေးချယ်မှုပဲပေါ့သမီးအသိတနာကြကောင်းပါတယ်သူ့ဘဝသူလည်းနားလေတယ်ဖေကိုဝင်တော့ဝင်ပုံမဖြစ်စေချင်တာရဲ့သူစိတ်ပါလက်ပါဖြစ်နေတာရဲ့ကြောင့်ပါဒါမဲ့လေဆရာကြီးတားမယ်ဆိုတော့ तू လက်ခံပါပါဗျ तू ကတိတ်ကိုနှုတ်နေပါသေးတယ်စစ်သားတယောက်ဆိုရဲဘွာသူ့အတွက်အဆင်မပြေနိုင်ဘူးလို့ထင်တယ်ကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေကစစ်သားသွေးပါတဲ့သမီးကိုရက်ခန့်နေတယ်ထင်ပါတယ်ဘိုးကြီးနဲ့ကျွန်တော်လည်းပြောခဲ့ဘူးတယ်တောင်တွင်းရှင်ကြီးမယ်ရဲ့စစ်မာတမိုးဆိုအိုင်ကြီးလို့ဘိုးမှတ်မိသေးလားမှတ်မိပါရဲ့ဆရာကြီးစစ်တဲ့သူငယ်လီတငယ်ချင်းကောင်းရောင်းမတွေသူများမောင်မှာစစ်တန်ကြားရင်နာဖျားဥပဲခူကြတယ်နှမထွေးမဲ့မောင်မှာစစ်တန်ကြားရင်ရွှေသားပိုက်ကအိုးစားဖက်ကိုလိုက်လို့ရှာသည်ဆိုတာမျိုးပေါ့ဘိုးကြီးရဲ့အခုကျွန်တော်တိုင်ပြီးစစ်တန်တွေကြားနေရတဲ့အချိန်မှာသမီးတို့ငယ်ရွယ်တဲ့မျိုးဆက်တဲ့ယောက်ျားလေးမိန်းကလေးတချို့ဟာဦးစားဘက်ကိုလိုက်ဆိုင်တိုင်းပြည်မပြိုကွဲအောင်ကာကွယ်ဖို့တက်ထဲကိုဝင်ကြတယ်။ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားအရသစ္စာရှိတဲ့ဦးစားဘက်တွေအများကြီးလိုအပ်တယ်။ဦးစားဘက်ဆိုတာတိုးတဲ့တူတူစိုင်းုံနဲ့ခေါ်လို့ရတဲ့သဘောမဟုတ်ဘူး။ပြောင်းစံပဲစားစားစကွဲချက်ပဲစားစားအစိတ်အတောက်ပါတီဖြစ်စီတလွတ်ကိုဘေးချရင်လည်းအချင်းချင်းယုံကြည်စိတ်ချစွာစားတော့ရင်လည်းတိုက်ပွဲဝင်ရတဲ့သူတွေသစ္စာရှိတဲ့သူခေါ်တာဘူး။အခုတမီးကဦးစားဘက်တွေတင်တူတက်ထဲရောက်သွားတာပါတိုင်သူပြည်သားလူအများတို့လေရေမြင့်တခင်ရွှေနှက်ရှင်ထေပြာကြီးအမိတ်တော်ရှိလိုက်ဒီမှာတိုင်းနိုင်ငံအားမခံမညဖောင်ကာချာနာထိပါစော်ကားလာသောရန်အပန်းကိုတတ်တော်ချီ၍ကိုရောတိုင်းနေနေမည်ဖြစ်ရာရဲစွမ်းတတ္တိနှင့်ပြည်စုံပြီးပြိုမြစ်တမာသောလူငယ်လူရွယ်ယောက်ျားတိုင်းသည်အမှုတော်ထမ်းဆောင်ရန်နေဇာယာတစကားများသို့
စရင်ပေးသွင်းကြစေရန်ထိဖျားကြီးအမိန့်တော်ရှိလိုက်သည်ဆောင်ရတာနဲ့မတမဆန်းဆောင်ရတာနဲ့မှုတော်မထမ်းရအောင်ဥပေတမင်သုံးပြီးခုတ်ကရှောင်ရှားကြတယ်ဒီဟုတ်တယ်လေကျုပ်တို့မောင်ကြီးတွေကိုတိုင်းကားနေဝေးစစ်ချီသွားဖို့မလွတ်နိုင်ပါကျုပ်ရဲ့မောင်ကြီးကတော့စစ်တီစစ်ဆိုတဲ့မောင်ချင်းလေးတန်ကြားတာနဲ့အမြဲတမ်းတတတာတွင်းနေတဲ့သူ့ဆောင်ဓာတ်ကိုပိုက်ပြီးစစ်ဆိုရကိုတွားဖို့ပြင်နေရဲ့သူတယောက်တည်းတော့မဟုတ်ဘူးနော်သူ့လူအိုးစားပဲရဲမဲ့တွေကိုပါရှာပြီးသွားမှာတဲ့တိုင်းပြည်နဲ့ဘာသာသာသနာကိုကာကွယ်ဖို့တာဝန်ရှိတဲ့လေကျုပ်ဘယ်လိုတာမရပါဘူးတော့လမ်းခရီးမှာသူစားရအောင်မိခါကြောက်ကလေးတွေကိုကိုယ်တိုင်စီစဉ်ပြီးထည့်ပေးလိုက်ဖို့တပ်စခန်းကိုလိုက်သွားပြီမဲ့သူကစစ်ချီသွားပြီမို့မပေးလိုက်ရပါဘူးတော့အခုလိုမျိုးလူတဲနေပုံမျိုးနဲ့လမ်းခရီးမှာအစင်မပြေပါမလားနော်စမတမူနမလေးနဲ့ထပ်ဖြူယူမလာတော့စမယောမနမလေးနဲ့ထပ်လာလို့ရမလားတော့
လေးချက်ပိုးပြီးချောတဲ့ဖြူတဲ့ရုံးလူလေးတွေတွေ့ရင်မောင်လေးကယူမမဟုတ်လားတော့စစ်မဆွေမျိုးဘဝမောင်မရှိသလားတော့စစ်မဆွေမျိုးဘဝမောင်မရှိသလားတော့ရုံးတီကိုစစ်ချီဖို့ခနောက်တောင်တက်ကြွနေရရင်တစ်ခေါက်စစ်ချီသွားတော့ကဆွေမျိုးတော်ခဲ့တဲ့သူတွေများရှိနေလို့လားစစ်မတမှုနှမလေးနဲ့တဲ့ဖြူကိုမယူဗျာစစ်မယောမနှမလေးနဲ့တဲ့လောက်ကိုမရဘူးဗျာဘုံရှိတဲ့စစ်မြေကရုံးကြီးမှာရင်းလူမလေးတွေဘလောက်ဖြူဖြူဘလောက်ချောချောဟောဒီကမောင်ကြီးရဲ့တစ္ဆာကတော့နှမလေးပေါ်မှာဘယ်တော့ခါမှမပြတ်ခဲ့ပါဘူးကွယ်စစ်မဆွေမျိုးဘဝမောင်မမရှိဘူးဗျာစစ်မဆွေမျိုးဘဝမောင်မမရှိဘူးဗျာတိုင်းလူကြီးကလူအများတို့လေရေမြင့်တခင်ရွှေနှန်းရှင်ဒီဖရာကြီးအမိန့်တော်ရှိဒီမှာတိုင်းနိုင်ငံအားမခံမညာထောင်ထားချနာဖိပါစော်ကားသောရံပေါင်းကိုတတ်တော်ချီ၍ကိုတော်တိုင်နေနေညီဖြစ်ရာရဲစွမ်းတတ်တည်နှင့်ပြည်စုံပြီးပြိုမြင့်တမ်းမာသောလူငယ်လူရွယ်ယောက်ျားတိုင်းသည်အမှုတော်ထမ်းဆောင်ရန်မိစက်ရာတပ်စခန်းများသို့စရင်ပေးသွင်းကြစေရေမြင့်တခင်ရှင်မင်းကအမိန်တော်စာနှင့်အမိန်တော်စာနှင့်အပါချရီလိုက်ရတော့မယ်အပါချရီလိုက်ရတော့မယ်အရေးတော်ပေါ်ပြီးရောင်းရင်ရေရွှေနန်းတော်ကအမှုတော်ထမ်းဖို့အမိန်တော်ထုတ်နေပြီဗျကျုပ်တို့လည်းဒီခွင့်ရေးကိုအမိရစုပ်ကန်ပြီးယောက်ျားပါသားလူစွမ်းလူစားပြရသေးတော့ပါဗျာမှန်ပြီလေရောင်းရင်ကျုပ်တို့တိုင်းပြည်တော့ကျုပ်တို့မှအမှုမထမ်းရင်အခုလိုအရေးပေါ်လာတဲ့အခါဘသူကလာပြီးကဝယ်မှာလဲကြားပါတယ်ဗျာအခုပဲစီးသွားပေးကြဖို့မြင်းမအောင်ကိုကျော်မကလာဒါမမိုးကြိုရုံးမစိုးနဲ့အကောင်းဆုံးွယ်ပမာပုံနဲ့အစွမ်းပြမဲ့မြမလူငယ်ရေးကြီးရောက်တော့ရွံ့ကြောက်กินနဲ့အရေးရဲ့ကုန်းဝမတော်တိုင်းပြည်အတွက်အသက်တော်ပုံမြင်းတကမြင်းမှာအုံငွေအောင်မြင်းကအကောင်းဆုံးဓားတကဓားထဲမှာလဲမိုးကြိုးသွားနဲ့တဲ့သွင်းပြီးတွန်းလောက်ထားတဲ့ဓားကအကောင်းဆုံးပစိုးမှာတော့ရွံ့ကြီးကရက်လောက်တဲ့ပစိုးကအကောင်းဆုံးလို့ဆိုတယ်မို့လားတွေ့တော့ကြည့်ရဲ့မှန်ပြီလေရောင်းရင်ကျုပ်တို့တွေကလည်းယောက်ျားတဲ့မှာမှစစ်သားတကစစ်သားတဲ့မှာမှတက်မင်းကြီးရဲ့အရေးကြီးဆုံးအထူးကြိုဆုံးတစ္ဆာရှိဆုံးအားထားရဆုံးယုံကြည်ရဆုံးရင်းမဲ့တော်တွေကြည့်ရစေမှာပေါ့ဗျာစစ်တီပုံမှာကျွံယုံစားမမောင်ကလေးမောင်သာလိုက်တယ်တရင်တက်ဖွဲ့တွေမှာတာဝန်ပေးရနိုင်မှုအတွက်မင်းတို့ရဲ့စံသားနဲ့ညီမင်းမြတ်စစ်စစ်သွားမှာဖြစ်တယ်မင်းတို့အစိုးရတွေတူရီယာတီးမုတ်ချင်းတွေနဲ့ဓာတ်ပုံပြီးတော့ရိုက်ကူးချင်းတွေမှာကျွမ်းကျင်မှုရှိမရှိစစ်ဆေးမှာဖြစ်တယ်ရင်မောင်းအတွက်ဆိုရင်မင်းတို့ရက်သားဘွားတွေကရင်မောင်းနိုင်စင်ပါမယ်အဖေရောထောက်ဖို့ရှင်မောင်းမယ်လားထောက်ဖို့တက်ကဆိုရင်တော့ဟုတ်ပါတယ်ဒါလည်းတရားဝင်တရားပါလက်တပုံကြီးကြည့်ပြီးထိုင်းလို့နေပြန်ဒါမဲ့လွမ်းရတာလေငိုရတာမာလီကိုရညီမလေးလည်းမသိတော့ပါဘူးမိုင်းကိုဒီယူရိုဆိုင်နော်ပြီးတော့ဒါပဲလုံးဘုံရအောင်လုပ်တော့ကိုနော်